ရိုးရာတိုင်းတို့လောဝဲတို့တော်တော်များများကိုတကြံထားတော့ပါတယ်အခုဘုံကြီးဝတ်လာတော့လေအချို့ရွာတွေကစုံးဝင်ပူးတာတို့တရေဝင်ပူးတာတို့ကိုပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်ဗျာကာဒါမန်နတွေကိုလည်းတစ်ဖက်ကန်းကန်းအောင်ကျွမ်းနေတယ်လို့ကြားပါတယ်ဗျာအဲ့ဒီဦးစင်ကိုအကူကြီးတောင်းကြည့်ရင်တပည့်တော်တို့ပြဿနာကိုဖြေရှင်းနိုင်ကောင်းပါတယ် ဒါဆိုရင်တော်သေးတာပေါ့ကွယ်အကူကြီးတောင်းကြည့်ရမှာပေါ့ဆရာတော်ကတော့အသက်ကြီးနေပြီဖြစ်လို့မစွမ်းဆောင်နိုင်တော့ဘူးဒါဆိုရင်ကပ္ပိယကြီးကပဲအဲ့ဒီဦးစင်းကိုသွားလျှောက်တင်ပြီးဒီကိုပင့်ခဲ့ရည်ဝဲဒီရောက်မှမာစရာရှိတာတွေမာပြီးစေးချမ်းအရှာလွတ်ရမှာပဲယဟန်ရှင်လူအရေးဆိုတော့သူလည်းညင်းမှာမဟုတ်တော့ပါဘူး တင်ပါဗျာတပည့်တော်ခဏနေချင်းသွားလိုက်ပါမယ်ဗျာ အေးဟုတ်ပြီဒါနဲ့တခါတကြီးဒီကိစ္စကိုရွာသားတွေမသိစေနဲ့အောင်နော်တော်ကြကြောက်လန့်နေကြအောင်မယ်ကိုတို့ကြားမှာပဲလှုပ်ဝက်ထားပြီးပါ တင်ပါဗျာတပည့်တော်လှုပ်ဝက်ထားပေးပါမယ်အိုင်နောက်ကပ္ပယကြီးကတရွာကျော်ကဖုန်းကြီးเจ้าကိုချက်ချင်းပဲခရီးနေခဲ့ပါတယ်အဆိုပါเจ้าအောင်ရောက်လာတော့เจ้าထဲမှာတမျက်စီလဲနေတဲ့တီကြီးခန်းရတဲ့ကြီးညိုပွဲဖုန်းကြီးတစ်ပါးကိုကပ္ပယကြီးမြင်လိုက်ရတယ်ဗျတကားကြီးဘာကိစ္စမှရှိလို့လဲကွပုံစံကြည့်ရတာဒီရွာကမဟုတ်ဘူးထင်တယ် မှန်ပါဗျာတပည့်တော်ကဟိုဘက်တရွာကျော်ကရွာသစ်ဘုံကြီးကျောင်းကကပ်ပြရပါဗျာတပည့်တော်တို့ကျောင်းမှာပြဿနာလေးရှိနေလို့ပါကျောင်းတိုင်ဆရာတော်ကအရှင်ဘုရားစီကိုအကူအညီတောင်းခိုင်းလိုက်တာပါ အိုင်နောက်ကပ္ပယကြီးကသူတို့ရွာမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းနဲ့ဒေသမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုအရှင်ဝိမလကိုအချင်းချုပ်ရှောက်တင်ခဲ့ပါတယ်ဒီလိုအများပြည်သူအရေးဆိုတော့ကုညီရမှာပေါ့တကားကြီးဟာအဲ့ဒီအရင်တော့အကြောင်းတွေကိုလည်းဦးစင်မှတ်ဖုတ်ဖတ်ဘူးတယ်အခုကိုယ်တိုင်ဝင်းပါရမယ်ဆိုတော့ဝမ်းသာမဆုံးတပြုံးပြုံးပေါ့ဟုတ်ပြီတကားကြီးဦးစင်လည်းပညာအစွမ်းနေမပြရတာကြာပြီကျောင်းထိုင်ဆရာတော်ကိုခွင့်တောင်းပြီးတော့လက်ခဲ့ပါမယ်အဲ့နောက်အရှင်ဝိမလကကျောင်းထိုင်ဆရာတော်ကိုအကျိုးအကြောင်းပြောပြပြီးရွာတရွာဖုံးကျောင်းကိုလိုက်ပါကြွားချီလာခဲ့ပါတော့တယ်